ကြောက်ဖြူမြို့နယ်အတွင်းစစ်ကောင်မရှင်တပ်၏အမှတ်32ရဲတပ်ရင်းနှင့်တညာဝတီရဲတပ်ဌာနချုပ်အနီးဝန်းကျင်တို့တွင်ယခုလစံပိုင်းမော်စာရီစစ်တပ်နှင့်အာရခတတပ်သော AA တို့တိုက်ပွဲပြင်းထန်နေပြီးလေကြောင်းလက်နက်ကြီးဖြင့်ပစ်ခတ်မှုများကိုလည်းအလွန်အကျွံပြုလုပ်လာကြောင်းဒေသခံစစ်ရေးတည်င်းရင်းမြစ်များထံကသိရသည်ရဲတပ်ဌာနချုပ်နှင့်2မိုင်ကျော်သာကွာဝေးသည့်ဦးကင်းစေမော်စောသည့်ကျေးရွာများအနီးတစ်ဝိုက်ကြောက်ဖြူတညာဝတီရေတပ်သွားရာလမ်းစုံအနီးရှိဇိုင်းချောင်းတိုင်းချောင်းဝန်းကျင်မြို့နှင့်9မိုင်ဝန်းကျင်အကွာရဲတပ်ရင်းအနီးပြိုင်းစိတ်ကဲရွာဝန်းကျင်ကိုတွင်တိုက်ပွဲဖြစ်နေကြောင်း AA နှင့်နီးစပ်သည့်ဒေသခံတည်င်းရင်းမြစ်တဦးကဆိုသည်ဒေသခံတည်င်းရင်းမြစ်တဦးကရေတပ်နားကိုတကုတ်ကြီးကတ်လာပြီးရေတပ်ကာကင်းဒီကိုတိုက်နေတာပေါ့တစ်ဖက်မှာလည်းမြို့ထဲနာရဲတပ်ရင်းဘက်လိကမော်ဘက်မှာလည်း AA ကထိုးစစ်တွေလုပ်နေတယ်လက်နက်ကြီးလေရင်တွေကတော့အဆက်မပြတ်ဖြစ်တယ်ဟုပြောသည်ယခုရက်ပိုင်းတညာဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်မှတေဆုံးမှုများရှိခဲ့ပြီးအရာရှိများပါဝင်ကြောင်း AA နှင့်နီးစပ်သည့်တည်င်းမြစ်ကဆိုသည်ခန်းစစ်အတွင်းမှထိုးစစ်အတွင်းပြောင်းလာသည့် AA သည်ကြောက်ဖြူမြို့ပေါ်နှင့်တညာဝတီရေတပ်ဌာနချုပ်သို့တွားရာလမ်းတလျောက်နေရာအများစုကိုသိမ်းပိုက်ပိတ်ဆို့ထားကရေတပ်အနီးပတ်လည်ကာကင်စခန်းများနှင့်ရဲတပ်ရင်းဝင်းကျင်စခန်းများကိုတိုက်ခိုက်နေခြင်းဖြစ်သည်ကြောက်ဖြူမြို့အနီးပတ်လည်တွင်စစ်ကောင်မရှင်၏အခြေစိုက်တပ်ရင်းများဖြစ်သည့်ခလာရ34ခမာရ942ခမာရ943အမှတ်32ရဲတပ်ရင်းတို့တည်ရှိသည်တညာဝတီရေတပ်ဌာနချုပ်အုံးကျွင်တောင်ပေါ်ရခင်ကစစ်တွေမျိုးတွင်အခြေစိုက်ခဲ့တော်လေကြောက်ဖြူတွင်တရုတ်စီမံကိန်းများအကောင့်ထဲပေါ်လာပြီးနောက်ကြောက်ဖြူမျိုးနဲ့တစ်ပုတ်တောင်တို့ပြောင်းရွှေ့ခဲ့သည်AA ထိုးစစ်ကြောင့်အရာအဆုံးများကအထိနာနေသည့်စစ်တပ်သည်စစ်ဘေးရှောင်စခန်းများနှင့်ကျေးရွာများသို့လေချောင်းဒရုန်းလက်နက်ကြီးများနှင့်နှင်းစင်ရက်ဆက်ပစ်ခတ်နေသည်ဇန်နဝါရီ14ရက်နှင့်18ရက်တို့တွင်စစ်တပ်ပစ်ခတ်မှုများကြောင့်ကြောက်ဖြူမြို့နယ်အတွင်းမှအရက်သား9ဦးထပ်မံသေဆုံးကဒဏ်ရာရသူ2ဦးရှိခဲ့သည်ကြောက်ဖြူမြို့နယ်ဇင်ချောင်းလူငယ်ပရဟိတအသင်းမှဥက္ကဋ္ဌကိုနိုင်လင်းထွန်းကအရသားထိခိုက်မှုကတော့ကြောက်ကလေးဖြစ်စဉ်မှာ2ယောက်မနေ့က1ယောက်ဆုံးသွားတယ်3ယောက်ရှိသွားပြီဟိုတရက်ကတဖန်းချောင်းမှာ2ယောက်ဆုံးသွားတယ်ရီတက်ကပြစ်ကကြောက်ကလေးကတော့ဂျက်နဲ့ပြစ်တယ်ဆူဆိုက်ဒရုန်းနဲ့ပြစ်တယ်နောက်ရီတက်ကလည်းတောက်လျောက်ပြစ်နေတယ်ဟုပြောသည်ကြောက်ဖြူမြို့နယ်ရေတပ်ဌာနချုပ်အနီးပင်လယ်ပြင်တွင်စစ်ကော်မရှင်၏ရေတပ်တင်ပေါ်4စီးထပ်မံနေစဉ်ကင်းလှည့်နေကြောင်းဒေသခံများကဆိုသည်တိုက်ပွဲပြင်းထန်နေသည့်ကြောက်ဖြူမြို့နယ်အတွင်းစစ်ပေးရှောင်ပြည်သူ3000ခွဲဝန်းကျင်ရှိသည့်ထိုစစ်ရှောင်များမှာစားဝတ်နေရေးနေရာထိုင်ခင်းကျန်းမာရေးအခက်အခဲများစွာရှိနေကနိုင်ငံတကာအကူအညီအထောက်အပံ့မညာပဲဒေသတွင်းအညက်ပတ်ကူညီရေးဖွဲ့များ၏အထောက်အပံ့ကိုသာအားကိုးနေရကြောင်းသိရပါသည်AAD ကြောက်ဖြူမြို့နယ်အတွင်းယခုဇန်နဝါရီလစံပိုင်းမှစ၍တိုက်ပွဲအရှိန်မြင့်လာခဲ့ပြီးစစ်ကော်မရှင်တပ်ရင်းတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ယင်းပြင်ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းတခုတည်းသောစစ်ကော်မရှင်ထိန်းချုပ်မြို့စစ်တွေကို AA ကထိုးစစ်ဆင်နေပြီးဒေတာကွက်ကဲမှုစစ်ဌာနချုပ်ဒက္ကဆစစ်တွေအနီးဝန်းကျင်ကာကင်းစခန်းများကိုလည်းတိုက်ခိုက်နေသည်အလားတူရခိုင်ပြည်နယ်ပြင်ပရိုးမအရှိတ်ချမ်းမကွေးတိုင်းပဒန်းနတ်ရေကန်ပဲခူးတိုင်းပန်းတောင်မြို့နယ်နှင့်အေရဝတီတိုင်းလီးမျက်နှာမြို့နယ်တို့တွင်လည်းထိုးစစ်ဆင်နေသည်ကိုတွေ့ရသည်ဥခိုင်ဒုက္ခကမကွေးနတ်ရေကန်စစ်မျက်နှာမှာတော့နတ်ရေကန်စခန်းကိုကျွန်တော်တို့ဝင်းရန်ပိုက်ဆုတ်ဖြတ်တောက်ထားတယ်ရန်သူဘက်ကလည်းအဲ့ဒီနေရာတွေကိုပြန်ရဖို့ထိုးဖောက်ကြိုးစားနေတဲ့အတွက်တိုက်ပွဲတွေကတော့ဆက်လက်ပြင်းပြင်းထန်ထန်ဖြစ်နေတာရှိတယ်ထိုးဖောက်ဖို့ကြိုးစားလာတဲ့ရန်သူစစ်ကြောင်းတွေကိုလည်းကျွန်တော်တို့ဘက်ကဖျက်တောက်ချေမိုးထားနိုင်တဲ့အတွက်အခြေအနေကတော့ကောင်းတယ်လို့ပြောလို့ရပါတယ်ဟုပြောသည်ပန်းတောင်စစ်မျက်နှာတွင်လည်း .666 စခန်းနဲ့ကပ္ပစ16မကြဆုံးရေးအတွက်စစ်တပ်ကအင်အားအလုံးအရင်ပို့ဆောင်ခုခံနေသည့်အတွက်တိုက်ပွဲပြင်းထန်ကြောင်း၎င်းကဆိုသည်ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်14ထုသိမ်းပိုက်ထားသည့် AAT လက်ကျန်မြို့နယ်များကိုလည်းဆက်လက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်မှုများဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်